ကုန်းဖျားယူအဝေးတနေရာကနေလှမ်းဖူးမြင်မယ်ဆိုရင်တောင်ကုန်းပေါ်မှာတည်ထားလို့ထင်ရတယ်အမှန်တကယ်ကအနီးနားလာဖူးမယ်ဆိုရင်မြင်းကြီးမြင်းရပေါ်မှာတည်ထားမင်္ဂလာပါခင်ဗျာပထမမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့အနော်ရထာမင်းကြီးတည်ထားခဲ့ပြီးတော့ပကံပြည်ရဲ့အထင်ရှားဆုံးနဲ့ရှေးအကျဆုံးဖျားကြီးတစုဖြစ်တဲ့ရွှေစည်းကုံဈေးတော်မြတ်ကြီးထံကိုကျွန်တော်ဒီနေ့ရောက်ရှိနေရပဲဖြစ်ပါတယ်ဒီဖျားကြီးဟာဆိုရင်အဖွဲ9ပါးနဲ့ပြည့်စုံပြီးတော့ဆွေတော်၄စုတဲ့ကမှတစုပါဝင်လဲဖြစ်ပါတယ်ဒီလိုမျိုးအဖွဲ9ပါးထူးခြားမှုတွေပြည့်နေနေတဲ့ဖျားကြီးတစုကိုကျွန်တော်နဲ့အတူတူတွားရောက်ဖုံးမြော်နိုင်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာရွှေကြီးကုန်းဖျားကြီးကိုစတဲ့ခုနှစ်ကကြာရော422ခုနှစ်ကတရားပေါ့လေဒီရွှေကြီးကုန်းဖျားကြီးကိုတဲမင်းကကြာရောအနော်ရထားမင်းနဲ့ကျစတာမင်းသူကမင်းနဲ့မင်းပေါင်းမျိုးတရားပေါ့လေအနော်ရထားမင်းကကြာရောတဲမပြူဖျားကြီးပြည့်စည်ရန်သုံးစီပေါ်မှာကျဲခတ်လူနဲ့ရဆန်းသွားကျန်တဲ့လုံးဘတ်တော်ကြာရောကျစတာမင်းကသူ့ကိုယ်ရန်ဆက်တယ်ဖျားပေါ့လေဒီရွှေကြီးကုန်းဖျားကြီးမှာဆိုရင်ထူးခြားချက်အံ့ဘွယ်ရာ9ချက်စွာရှိနံပါတ်1ဒီအချက်ကကြတော့ဒီရွှေဒီကုန်းဖျားရဲ့အရေးကအော်ရိုင်းရဲ့အပြစ်မှတ်ကိုကြော်ပြီးတော့မထွက်ဘူး။နေ့အချက်ကကြတော့ရွှေသင်္ကန်းကတ်တဲ့စကုခဘာပါလေးကိုရွှေဒီကုန်းဖျားရဲ့ဘွားနဲ့နှွှန်ချလိုက်မယ်ဆိုရင်ဒီမုံတိုင်းနေဘလောက်ကြီးများတက်ခိုက်နေပါပါစေ။သူကလီတဲ့ဘက်ကိုလွန်ပါမသွား။ဖျားရဲ့ခြေတော်ရင်းမှာပဲပြန်ကြတယ်။နံပါတ်3ချက်ကဖျားရဲ့ပစ္စည်းရန်သုံးစုပေါ်မှာမိုးရိပ်ဘလောက်တက်တယ်။မိုးရရင်ဖျားရဲ့ပစ္စည်းရန်သုံးစုပေါ်မှာရေလုံးဝမတင်။နံပါတ်4ချက်ကကြောဖျားအထီးတော့ကိုကြည့်မယ်ဆိုရင်လေးဘက်လေးလံမှာတန်ချိုးလို့တန်ခိုင်းလို့စိုင်းထားခြင်းဆွဲထားခြင်းဆိုတာမရှိဘူး။သူကအလဲတိုင်းတတိုင်းနဲ့ပဲဒီနေထားတယ်။နံပါတ်5ချက်ကကြောဒီရွှေဒီကုန်းဖျားယူအဝေးတနေရာကနေလှမ်းဖူးမြင်မယ်ဆိုရင်တောင်ကုန်းပေါ်မှာတည်ထားလို့ထင်ရတယ်။အမှန်တကယ်ကအနီးနားလာဖူးမယ်ဆိုရင်မြင်းကြီးမြင်းရပေါ်မှာတည်ထား။နံပါတ်6ချက်ကကြောမဟာအဲ့ဒီရဲ့မဟာစီယောကြီးတောင်မမုတ်ကစီတီးလိုက်မယ်ဆိုရင်မြောက်ဖမုတ်ကမကြရဘူးမြောက်ဖမုတ်ကစီတီးလိုက်မယ်ဆိုရင်တောင်မမုတ်ကမကြရဘူးနံပါတ်9ရဲ့ချက်ကဒီဇိုင်းပွဲရတင်မှာဧည့်သည်တွေထောင်ပေါင်းသိန်းကများနေပါပါစီတိုးရဲ့ကြက်တယ်ဆိုတာမရှိဘူးသူကတယောက်နဲ့တယောက်နဲ့ချောင်းချောင်းနဲ့လည်းတွားလို့ရတယ်နံပါတ်10ရဲ့ချက်ကကြတော့စုံမှုတပည့်သူကတပေါင်းလာပြီးတည့်ရထဲမှာတာမန်သူတွေစုံကလို့မရမိုးဘွားရှိရဲ့ညတိတကြားပဲစုံကလို့ရတယ်နံပါတ်9ကကြာရောခရီးပင်သူ12လရာစီမြဲတဲ့ဖူးပွင့်ရှိတယ်သူ့ရဲ့အဖူးလို့ရက်လို့ဆောင်ထားရင်အန်ရကင်းနဲ့ဘေးရှင်နဲ့မိကွင်းနဲ့ရကင်းနဲ့အဲ့ဒါကြောင့်ဒီရွှေသီးကုန်းဖျားရဲ့ထူးခြားချက်အံဘွားကိုချက်ကိုပြရပါလိမ့်ရာကြောင့်လှမ်းထားဝါလို့ခေါ်ရပါလိမ့်သူအဲ့ရဲ့လှမ်းထားဝါဆိုရင်အနော်ရထားမင်းကဝီဇာသားဖြစ်သူကျစသားမင်းကိုသူကတတ်မှတ်လုပ်တယ်လက်ကိုနှောင်ကျိုးနဲ့ချီရလှမ်းနဲ့လှမ်းပစ်တယ်သူကလူကိုပိတ်မမှန်ချီထားရဲ့နှောင်ကျိုးကိုပိတ်မှန်တယ်ကျစသားမင်းကလှောင်ကောက်ပြီးခုံတာစကန်းကိုသွားကြတယ်စကန်းနေပြီးတော့မန္တလေးခန္ဓာတီမှာချီရနဲ့လှန်ရနဲ့သွားကြတယ်ဒီရထားကိုကြည့်မယ်ဆိုရင်သူကလှန်ရ9ပေါက်ရှိပထမဆုံးထောက်တာတရားမင်းဒုတိယထောက်တာကျတော့ကိုးစော့ကြောက်ခင်းတတိယထောက်တာအနွယ်ထားစတုတ္တထောက်တာကျစသားသူကကြောအလဲကန်းတို့ကကျတော့လှန်ရည်နဲ့ထောက်ပြသူကအနန္တောနန္ဒာ9ပါးကိုဥထိတ်ထားအနေနဲ့သူကအလဲကန်းတစ်ခွက်ကိုလှမ်းရည်ယူနေထောက်ပြအဲ့အကြောင်းဝန်လှမ်းထားပါ9ပေါက်ဖြစ်နေရပါလိဒါကြတော့မြင်းခွာရလို့ခေါ်တယ်သူကအဲ့ရဲ့မြင်းခွာရဆိုရင်ကျစသားမင်းကသူကဒီရွှေသီးကုန်းဖျားကြီးသူတရားအောင်မြင်ပါတယ်ဆိုပြီးတော့သူ့ရဲ့မြင်းစီပြီးတော့9ရက်တီတီ9ရက်ပတ်တယ်9ရက်လဲပြီးတော့မြင်းကတနင်္ဂနွေနေ့ကလောင်တာမှာအမောဆုပ်ပြီးဆောင်တာသူအဲ့လိုတိုင်းကြည့်မယ်ဆိုရင်ချီရတရားလို့ထင်ရတယ်အမှန်တကယ်ကသူကချီရတရားမဟုတ်ဘူး400သူကချီနှစ်ဖက်လက်နှစ်ဖက်နဲ့စုံချပြီးတော့ခဲချတယ်ပေါ့နိဒါကြတော့ရွှေသီးကုန်းဖျားရဲ့စိန်မှုတော့ကြည့်ရခြင်းကလို့ခေါ်တယ်သူကကြတော့အရင်ရှိခကဘေးနေကအပေါ်မဖူးလို့မရအောင်သူကအပေါ်မဖူးလိုက်မယ်ဆိုရင်သူ့လိုမှဆောင်းထားတယ်ခေါင်းပေါင်း10လင်မခသူကပြုတ်ပြကြတော့မှကြောက်လို့ဆိုပြီးတော့သူကတခြားမင်းပြရဲ့အရင်းမာနဲ့တူဖော်ခဲ့တာသူကကြတော့ဒီစိန်မှုတော့ကြည့်ရခြင်းကကြတော့ရှေ့ခကဘီစုကပညာရှင်တွေကဒီရွှေသီးကုန်းဖျားထီတော့အတဲမတဲဆောင်းမဆောင်းကြည့်ရခြင်းကပေါ့လေဒါကြောင့်ဒီခန္ဓာကိုယ်ဆောင်နဲ့ဘယ်ဘက်လက်မှာကိုင်းထားကြတော့လူရဲ့အတင်းနော်
လူရဲ့တဲ့နှလုံးကိုရွှေသိန်းကကက်မြက်ဆိုရင်နှလုံးစိတ်ဝမ်းအေးကြရပါလေဆူတောင်းခဲ့ရတယ်။ညာဘက်လက်မှာကင်ထားကြတော့လူရဲ့တဲ့ချောင်းလူရဲ့တဲ့ချောင်းမှာကက်မြက်ဆိုရင်တက်တော်ရာကျော်ရှိရပါလေလို့ဆူတောင်းခဲ့ရပါဘူး။ ဒီနေ့မှာတော့ရွှေစည်းကုံဖျားကြီးရဲ့တမိုင်းအကြောင်းကိုပကံမြေကဂိုင်းညီမာလေးကနေသူ့ရဲ့လေးလာသိရှိခဲ့တဲ့ဗဟုသုတလေးတွေကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ဒီရွှေစည်းကုံဖျားကြီးရဲ့တမိုင်းအကြောင်းအရာများနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်များကိုလည်းcommentမှာဆွေးနွေးပေးကြလို့ရပါတယ်။နောက်တဲ့ blog တွေမှာလည်းပကံဒေတာရဲ့ကြန့်ရှိနေသေးတဲ့ဇေဒီပထိုးတော်ကြီးတွေရဲ့တမိုင်းအကြောင်းအရာများကိုထပ်မံတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့မောင်မိုး blog Facebook page နဲ့ YouTube channel ကိုလည်း like and subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာ။နောက်တဲ့နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။